online မှာနာမည်ကြီးနေတဲ့ Q ခောက်ဆွဲတွေထဲမှာ try ဖြစ်ခဲ့တဲ့ brand လေး sharing လုပ်ပေးလိုက်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါအထဲထဲမှာစုစုပေါင်း8ထုပ်ပါဝင်ပါတယ်သူကြည်ဆိုင်ပြင်းစရာကြီးမလို့မုံညင်းနှမျိုးနဲ့ကြာဆွဲလေးပါထည့်လိုက်ပါမယ်ရေဆိုလာပြီဆိုတာနဲ့ခောက်ဆွဲအရင်စားထည့်ပါမယ်တူတူက3ယောက်တူတူစားတာမလို့2ထုပ်တစ်ခါတည်းပြုတ်ပါတယ်ပြီးတာနဲ့ပါတဲ့အထုပ်လေးတစ်ထုပ်ချင်းဖောက်ထည့်ပါမယ်ခရူးစီအနှစ်ထုပ်မြင့်မုံညင်းချင်းငရုတ်စီကျွတ်နေရွက်မုံကျွတ်ခောက်ဆွဲရှာလကာရေစုစုပေါင်း10မျိုးပါဝင်ပါတယ်ရှင်မုံကျွတ်ထုပ်ကလွယ်လို့ဇန်နဝါရီအားလုံးတစ်ခါတည်းထည့်လိုက်လို့ရပါတယ်အားလုံးထည့်ပြီးသွားပြီဆိုကမှအရွက်တွေထည့်ပါမယ်အရွက်တွေပါနူးလောက်ပြီဆိုရင်တော့စားဖို့အဆင်သင့်ဖြစ်နေပါပြီစားခါနီးကြကမှမုံကျွတ်ထုပ်ကိုအပေါ်ကနေဖြူပေးလိုက်ပါရှင်ဒါဆိုရင်တော့အရန်ရတာရှိတဲ့ရှူရှူရှဲရှဲနဲ့ပွင့်ထွက်သွားမယ်ခရူးခောက်ဆွဲရပါပြီအဆက်အရန်မစားနိုင်တဲ့သူတွေအတွက်ငရုတ်စီထည့်ရင်ထိမ့်မိထည့်ဖို့ကြံလေးပေးခြင်းပါတယ်ရှင်သူကစက်တယ်ဆိုတာထက်ပူတဲ့ပုံစံမျိုးပေါ့နော်စမ်းမီမှာစားခြင်းတဲ့သူတွေအတွက်လည်းကွန်မန့်မှာ shopping link လေးတစ်ခါရေးချပေးထားပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်